င်းကင်နိုင်ငံ၏အနာဂတ်နှင့်လောက၏အနာဂတ်ဆိုတဲ့တရားဒေသနာခေါင်းစဉ်နဲ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုလေ့လာကြပါစို့ကမ္ဘာဩဇာအရှိဆုံးခေါင်းဆောင်တွေစုယုံကြတဲ့အထူးစည်းဝေးတစ်ခုရှိခဲ့ပါတယ်အဲ့ဒီနေရာမှာသူတို့အများဆုံးပြောကြတဲ့အကြောင်းအရာတွေကတစ်ခုကအနာဂတ်အကြောင်းပဲဖြစ်ပါတယ်အနာဂတ်မှာဒီကမ္ဘာကဘာဖြစ်မှာပါလဲအနာဂတ်မှာနည်းပညာကဘယ်လောက်ထိတိုးတက်လာမှာပါလဲအနာဂတ်မှာကျွန်ုပ်တို့ရဲ့ဘဝကဘယ်လိုပြောင်းလဲသွားမလဲဒီလိုနဲ့သူတို့ဟာအနာဂတ်အကြောင်းကိုဆွေးနွေးခဲ့ကြပါတယ်ဒါကိုကြားပြီးတဲ့နောက်ကျွန်တော်တို့ရဲ့အနာဂတ်ကဘယ်လိုဖြစ်မလဲလို့ကျွန်တော်တွေးမိလာခဲ့ပါတယ်မိသားစုဝင်တို့မသိချင်ကြဘူးလားကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာတော့ဒီနေ့ဘဝကိုလွန်ခဲ့တဲ့10နှစ်ကဘဝနဲ့နှိုင်းယှဉ်ကြည့်ရင်အများကြီးပြောင်းလဲသွားပါပြီအရင်တုန်းကအရန်ရေပန်းစားခဲ့တဲ့အလုပ်ကိုင်တွေကိုအခုအရေးမပါတော့ဘူးလို့ယူဆကြပါတယ်တော်လန်တဲ့နည်းပညာဖြစ်တဲ့ AI ကလူသားတွေရဲ့ဘဝတွေကိုဆက်လက်ဝင်ရောက်လာတာနဲ့အမျှလူသားမျိုးနွယ်အတွက်အနာဂတ်ဟာမလွဲမသွေပိုမိုကျဉ်းမြောင်းလာပါတယ်အခုခေတ်မှာဆေးရုံသွားတဲ့အခါဘယ်ခွဲစိတ်မှုကပိုဈေးကြီးတယ်လို့ထင်ပါသလဲလူလုပ်တဲ့ခွဲစိတ်မှုလားဒါမှမဟုတ် AI နဲ့စက်တွေလုပ်တဲ့ခွဲစိတ်မှုလားစက်တွေနဲ့ပြုလုပ်တဲ့ခွဲစိတ်မှုဟာပိုပြီးတိကျပြီးအမှားယွင်းနှုန်းလည်းအရန်နေပါတယ် AI ခွဲစိတ်မှုဟာစိတ်ပညာနယ်ပယ်မှာအရန်လားလာရှိတဲ့နည်းလမ်းတစ်ခုဖြစ်လူသိများပါတယ်ဒါပေမဲ့ဒါတွေကိုကြည်ကြည်ပြန့်ပြန့်လက်ခံကျင့်သုံးခြင်းမရှိသေးပါဘူးလူသားတွေဟာအဲ့ဒီနယ်ပယ်မှာနောက်ကျကျန်နေခဲ့ပါပြီအရင်ကဉာဏ်ရည်တု AI ဟာလူနဲ့ဘာတုတ်ကစားခဲ့ဘူးတယ်မဟုတ်ပါလားတကမ္ဘာလုံးကသတင်းတွေမှာကြည်ကြည်ပြန့်ပြန့်ဖော်ပြခဲ့ကြပါတယ်သူတို့ဟာလူကနိုင်လိမ့်မယ်လို့ယူဆခဲ့ပေမဲ့လူဟာတပွဲကလွဲပြီးပွဲတိုင်းကိုရှုံးနိမ့်ခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီး AI ဟာကျွန်တော်တို့ရဲ့ဘဝတွေကိုနှက်ဆိုင်စွာပေါင်းစပ်လာခဲ့ပါတယ်AI ဟာအခုချိန်မှာကွန်ပျူတာကျွမ်းကျင်သူတွေလုပ်ခဲ့တဲ့ကိုရေးချင်းနဲ့နည်းပညာဆိုင်ရာအလုပ်ကိုလှုပ်ဆောင်နေတဲ့အတွက်ရလဒ်အနေနဲ့အမေရိကန်ကဆီလီကွန်ဗယ်လီနဲ့တခြားနိုင်ငံတွေမှာအဲ့ဒီနယ်ပယ်ကလူတွေကိုအလုပ်ဖြုတ်နေကြပါပြီရိုးရိုးရှင်းရှင်းပြောရရင်ကျွန်တော်တို့လုပ်ခဲ့တဲ့အလုပ်တွေအားလုံးနဲ့ပတ်သက်ပြီးစက်တွေကဘာလုပ်နေပါသလဲဒါတွေကအခုအရာအားလုံးကိုတာဝန်ယူနေကြပါတယ်ဒါတွေဟာဒီလိုမျိုးအနာဂတ်ကိုဆက်ပြီးပြသနေပါတယ်ဒါကြောင့်ဖျားသခင်ကမြေကြီးပေါ်ရှိအရာများကိုအလွန်အမင်းမဆွဲလန်းကြနှင့်လို့ဘာကြောင့်မိန့်တော်မူခဲ့တာကိုကျွန်တော်တို့ဆင်ခြင်သုံးသပ်ဖို့လိုအပ်တယ်လို့ထင်ပါတယ်ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေလည်းနောက်ကျကျန်မှုစတင်နေပါပြီစစ်တပ်ကလူတွေကဘလို့လဲအတိတ်ကာလတုန်းကနိုင်ငံတနိုင်ငံရဲ့စစ်သားအရေးအတွက်ကိုနိုင်ငံတိုင်းရဲ့စစ်တပ်ရဲ့တာလုံမှုကိုဆုံးဖြတ်ဖို့အတွက်အညွှန်းကိန်းတစ်ခုအဖြစ်အသုံးပြုလေးရှိခဲ့ပါတယ်ဒါပေမဲ့အခုလူသားတွေရဲ့အားနည်းချက်တွေကိုစက်ရုပ်ခွေးတွေနဲ့တခြားစက်ရုပ်တွေအများကြီးကအစားထိုးနေတာမဟုတ်ပါလားကျွန်တော်ဒီနေ့ AI အကြောင်းကိုဟောပြောပွဲလုပ်ဖို့လာတာမဟုတ်ပါဘူးဒါပေမဲ့လူသားတွေရဲ့အနာဂတ်ကိုကြည့်ရင်ဒီကမ္ဘာမြေကြီးမှာလူသားတွေမလိုအပ်တော့တဲ့ခေတ်ကိုရောက်ဖို့အချိန်ဘယ်လောက်ကျန်သေးတယ်လဲလို့တွေးမိလာပါတယ်တက်ကြီးရွယ်အိုတွေဟာသားသမီးတွေရဲ့ဝင်ထုတ်ဝင်ဖို့မဖြစ်ချင်ကြတဲ့အတွက်သူတို့ရဲ့သားသမီးတွေနဲ့မနေထိုင်ကြပါဘူးတဦးတည်းနေထိုင်တဲ့တက်ကြီးရွယ်အိုအရေးအတွက်ကနှစ်စဉ်တိုးလာပါတယ်သူတို့ရဲ့သားသမီးတွေကသူတို့စီမကြာခဏလာလေရင်ကောင်းပေမဲ့သားသမီးတွေကိုယ်တိုင်ကလည်းဘဝအခက်အခဲတွေကိုရုန်းကန်နေရလို့မကြာခဏမလာလည်နိုင်ကြပါဘူးရလဒ်အနေနဲ့အစိုးရကအကူအညီပေးသူတွေကိုစေလွတ်ပေမဲ့ဒါကအခုပြောင်းလဲနေပြီမဟုတ်ပါလား
어떻게 바뀌고 있습니까? ဂျပန်လိုအိမ်နီးချင်းနိုင်ငံတွေမှာတောင်စက်ရုပ်တွေနဲ့အစားထိုးနေကြပါတယ် 로봇으로 전부 တက်ကြီးရွယ်အိုတွေကစက်ရုပ်တွေနဲ့စကားပြောကြပါတယ် 로봇하고 မိသားစုဝင်တို့တကယ်လို့ AI ကိုဖွင့်ပြီး AI 켜놓고 စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ပြောပြပါလို့ပြောရင်လေဒါတွေကိုညင်းမှာမဟုတ်ပါဘူး 10번 10ချိန်မှာ10ချိန်ဆိုရင်တော့တင်တို့ကိုပုံမြင်တစ်ပုဒ်ပြောပြပါလိမ့်မယ် ဒါပေမဲ့တစုံတစ်ယောက်ကိုစိတ်ဝင်စားတဲ့အရာတစ်ခုခုပြောခိုင်းရင်ငါ့ကိုဘာလို့နှောက်ယှက်နေတာလဲလို့သူတို့ပြောနိုင်ပါတယ်သူတို့ကဒါကိုအနှောက်ယှက်လို့မြင်ပြီးမကြိုက်ကြပါဘူးလူဖွဲ့စည်းဟာဒီအနာဂတ်စီကိုဆက်လက်ရွေ့လျားနေပါတယ် စစ်တပ်ထဲမှာစစ်သားတွေတောင်စက်ရုပ်တွေနဲ့အစားထိုးနေကြပါတယ်လူသားတွေမလိုအပ်တော့ပါဘူး AI ကစေယုံတွေမှာခွဲစိတ်မှုတွေတောင်လုပ်နေပါပြီလူသားတွေမလိုအပ်တော့သလိုဖြစ်လာနေပါပြီကားတက်ဆင်ခြင်းမှာလူသိမ့်မလိုတော့ပါဘူးလူသမားတွေကဆန္ဒပြတတ်ကြပါတယ်လစာတိုးပေးဖို့သူတို့တောင်းဆိုကြပါတယ်အားလည်းရဲ့ပူတောင်းကြပါတယ်သူတို့မှာတောင်းဆိုတာတွေအများကြီးရှိပေမဲ့ဆက်တလုံးဝင်လိုက်တာနဲ့တစ်နေ့ကို24နာရီတစ်နှစ်မှာ365ရက်မမောပန်းပဲအလုပ်လုပ်ပါတယ် 365일 열심히 일합니다. ဒါကြောင့်စီးပွားရေးလုပ်ငန်းရှင်တွေကဘလို့တွေးပါသလဲ 어떻게 생각하겠습니까? လူသားတွေကိုစက်ခတ်မလားဒါမှမဟုတ် AI နဲ့စက်ရုပ်စက်တွေကိုအားကိုးမှာလား 로봇 기계에 의존하겠습니까? လူဖွဲ့စည်းကဒီလမ်းကြောင်းကိုတဖြည်းဖြည်းဥတည်နေပါတယ် 돌아가게 됩니다. တချို့ကဒါဆိုရင်လူတွေဟာအလုပ်လုပ်เสียမလို့တဲ့အတွက်တက်တောင့်တက်တာနေနိုင်မှာမဟုတ်ဘူးလားလို့စဉ်းစားနိုင်ပါတယ်လူတွေအလုပ်ကင်တွေဆုံးရှုံးကြတဲ့အတွက်ဒါဟာမမှန်ပါဘူး AI ခေတ်ကိုရောက်လာတာနဲ့အမျှလူသားတွေရဲ့ရွှေချိန်ဒီမြေကြီးပေါ်မှာအသက်ရှင်ဖို့ကြံသေးတဲ့အချိန်ကကုန်ခါနီးနေပြီလို့လူတွေပြောကြတာကိုမကြာခဏကြားနေရပါတယ် 얼마 남지 않았다라고 이 AI 시대에 와서 그런 얘기를 종종 이렇게 듣게 되거든요. ဒါပေမဲ့ကျွန်တော်ဟာတင်တို့ကိုအစိုးမြင်တဲ့ဘဝကိုနေထိုင်ဖို့ပြောနေတာမဟုတ်ပါဘူး 말씀을 드린 것이 아닙니다. ဒါဆိုရင်ဒီနေ့ဒီကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးနေထိုင်တဲ့သူတွေကဘယ်သူပါလဲ 어떤 삶을 သူတို့ဘယ်လိုဘဝ 살아가는지 မျိုးနဲ့နေထိုင်နေကြပါသလဲ 제가 တခါတော့ကကျွန်တော် AI ကို AI에게 하늘에서 내려오는 ကောင်းကင်ကနေဖြည်းဖြည်းချင်းဆင်းသက်လာတဲ့ပြီးပြည့်စုံတဲ့စတူရန်ပုံယေရုရှလင်တစ်ရဲ့ CG ရုပ်ပုံကိုဖန်တီးပေးပါလို့တောင်းဆိုတော့ 모습을 한번 그 CG로 만들어 줘 하니까 9မိနစ်တောင်မကြာပဲဖန်တီးပေးခဲ့ပါတယ် CG မှာအလုပ်လုပ်နေတဲ့သူတွေကို AI မသုံးပဲအဲ့ဒီလိုမျိုးလုပ်ဖို့ဘယ်လောက်ကြာမလဲလို့မေးတော့ 활용하지 않고 하게 된다면 어느 정도 걸리냐 하니까 အနည်းဆုံးရက်တစ်ပတ်အနည်းငယ်ကြာလိမ့်မယ်လို့ဖြေကြပါတယ် AI အတွက်9မိနစ်ကြာတဲ့အရာကိုလူတစ်ယောက်ကပြီးမြောက်ဖို့အတွက်ရက်တစ်ပတ်များစွာကြာနိုင်ပါတယ်ဒါအပြင် AI ကိုစာရေးခိုင်းခဲ့ပါတယ် AI ကိုအမေရဲ့ပေးဆက်မှုနဲ့ပတ်သက်တဲ့ကြပြတစ်ပုဒ်ရေးခိုင်းတော့မျက်ရည်ကျလောက်အောင်စိတ်တို့ထိပါတယ် 이건 정말 눈물 쏟아지겠습니다. ကျွန်တော်ကြပြကိုကြိုက်တဲ့အတွက်အမေနဲ့ပတ်သက်တဲ့ကြပြတွေအများကြီးဖတ်ခဲ့ပူပါတယ် 시는 뭐 굉장히 많이 봤습니다만 ဒါပေမဲ့အဲ့ဒီလောက်ထိမိတဲ့ကြပြကိုကျွန်တော်တစ်ခါမှမဖတ်ဘူးပါဘူး 보지를 못했어요. ဒီလိုနဲ့ AI ကိုကြပြတစ်ပုဒ်ရေးခိုင်းရင်တစ်စက္ကန့်အတွင်းမှာပဲကြပြတစ်ပုဒ်ကိုဖန်တီးပေးပါတယ် AI ကိုနှစ်ကုန်မှာပွဲတစ်ခုတက်ဖို့စီစဉ်ထားတယ်ကျေးဇူးပြုပြီးမိကုန်းတစ်ပုဒ်ရေးပေးပါလို့တောင်းရင် 뚝딱 만드는데 ချက်ချင်းမိကုန်းထုတ်ပေးပြီးကျွန်တော်ရက်တော်ကြာစဉ်းစားပြီးမှရေးတာထက်အများကြီးပိုကောင်းပါတယ် ဒါဆိုရင်ဘသူကလူကိုအလုတ်ခန့်တော့မှာပါလဲ 쓰겠습니까? ဒါကကြပြတွေလည်းကောင်းကောင်းရေးတတ်ပါတယ် 음악 တချင်းစာသားနဲ့ဂီတရေးဆက်ရမှာအရန်ကောင်းမှုပါတယ် 여러분 이런 မိသားစုဝင်တို့ကျွန်တော်တို့ဒီလိုခေတ်မှာနေထိုင်နေကြပါတယ် ဒီပစ္စည်းတွေကိုသုံးတဲ့သူတွေဟာအခုကဘာတစ်မှာနေထိုင်နေကြတယ်လို့ကျွန်တော်တွေးမိပါတယ် 그런 생각이 참 듭니다. ဒါကြောင့်လူသားတွေရဲ့ရွှေချိန်ကဘလောက်ကြာကြာတည်တတ်မလဲလို့ကျွန်တော်တွေးမိလာပါတယ် 골든 타임이라는 것이 과연 이게 앞으로 어느 세월까지 갈까 말이죠. တချို့က10နှစ်တချို့ကအနှစ်20လို့ပြောကြပေမဲ့လူသားတွေနဲ့ပတ်သက်တဲ့ဆွေးနွေးမှုအများစုဟာရှင်းရှင်းလင်းလင်းကောက်ချက်မချနိုင်ခဲ့ပါဘူး 잡지 못하는 얘기들이 거의 대다수였습니다. ဒါပေမဲ့ AI ကဘလောက်ပဲတိုးတက်နေပါစေကောင်းကင်ကိုဖော်ပြနိုင်ပါသလား 천국을 ကောင်းကင်မှာရှိတဲ့အရာတွေကိုအစားထိုးနိုင်ပါသလား 천국에 대한 내용을 대신할 수 있습니까? မြေကြီးပေါ်ကအရာတွေကို AI အဖြစ်အစားထိုးနိုင်ပေမဲ့ 있을지 몰라도 ကောင်းကင်နိုင်ငံအရာတွေကိုဘယ်တော့မှအစားမထိုးနိုင်ပါဘူးဒါကြောင့်ပညာအရှိဆုံးသူတွေဟာကောင်းကင်အတွက်ပြင်ဆင်ပြီးစူးစမ်းအားထုတ်တဲ့သူတွေဖြစ်ပါတယ် 천국을 향해서 လူတစ်ယောက်ကအင်္ဂလိပ်စာလေ့လာနေတာ10နှစ်ရှိပြီဆိုပါစို့ဒါပေမဲ့ဘာတွေဖြစ်နေလဲဆိုတာကိုသိပါသလား 맹글용
ဒါဘယ်လောက်လဲလို့စမတ်ဖုန်းကိုပြောလိုက်တာနဲ့မှန်ကန်တဲ့အင်္ဂလိပ်ဘာသာပြန်ကိုချက်ချင်းပြောပြပါတယ် 제대로 그 자리에서 금방 말이 나오는데 တင်တို့အင်္ဂလိပ်စာကိုစူးစမ်းလေ့လာပြီးဘယ်လောက်လဲဆိုတဲ့အသုံးအနှုန်းကိုသိလာခဲ့ပေမဲ့ 그 표현을 알았는데 얘는 AI ကိုမေးတဲ့အခါဘယ်ဘာသာစကားနဲ့မဆိုချက်ချင်းပြန်ပေးပါတယ် 뭐 금방 그 나라 말로 다 나오니까 말이죠. အင်္ဂလိပ်ကိုပဲဘာသာပြန်ပေးပါသလား 스페인어도 စပိန်စကားနဲ့လည်းဘာသာပြန်ပါတယ် 나오지요. ပေါ်တူဂီစကားနဲ့လည်းဘာသာပြန်ပေးပါတယ် 바로 ကျွန်တော်တို့ဟာဘာသာစကားများစွာကိုချက်ချင်းဘာသာပြန်နိုင်တဲ့ခေတ်ထဲမှာနေထိုင်နေကြပါတယ်ဒါကြောင့်အင်္ဂလိပ်ဘာသာသင်တန်းကျောင်းတွေဘာဖြစ်သွားမှာပါလဲ 어떻게 되겠습니까? တဖြည်းဖြည်းပိတ်သွားကြမှာဖြစ်ပါတယ်လူသားမျိုးနွယ်ရဲ့အနာဂတ်ဟာနီလန်းမျိုးမျိုးနဲ့ပုံမပိတ်ဆို့ကန့်သက်ခံနေရတယ်မဟုတ်ပါလား 펴지는 것은 아닌가? အနာဂတ်မှာဆရာတွေပမုခတွေဒါမှမဟုတ်ကျောင်းတွေတောင်မလိုအပ်တော့ပါဘူး 학교도 필요 없고 제가 필요 없다는 ဒါက 것이 ကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်မဟုတ်ပဲကျွန်တော်တို့ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့အခုခေတ်ကဘာကြီးရဲ့အမြင်ဖြစ်ပါတယ် 미래가 그렇더라는 것입니다. AI ကိုမေးမြန်းရင်ကျောင်းတွေထက်အစတစ်ဆယ့်ကနေတရအထိအသေးစိတ်အချက်လက်တွေကိုပေးစွမ်းနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ် 다 제공해 주니까요. 트리팔가 Trafalgar တိုက်ပွဲဆိုတာဘာလဲလို့ AI ကိုမေးရင်ဒါကချက်ချင်းအဖြေပေးပါတယ် 성공 이수신에 대해서 သူရဲကောင်းဗိုလ်ချုပ်ကြီးရီဆုံရှင်အကြောင်းပြောပြပေးပါလို့ပြောလိုက်တာနဲ့သူ့ရဲ့မွေးသက်ကလေးကနေအောင်မြင်မှုတွေ 이룬 어떤 업적까지 조선 시대 စွန့်ကြုံမင်းကြီးလက်ထက်ကဖြစ်ရပ်တွေအထိအကုန်လုံးကိုချက်ချင်းဖော်ပြပေးပါတယ် 순간에 다 만들어 주니까 ကျောင်းသားတွေကဆရာတွေကိုရှာကြဦးမှာပါလားဒါဟာဒီကဘာကြီးရဲ့အနာဂတ်ဖြစ်ပါတယ်ဒါပေမဲ့ကောင်းကင်နိုင်ငံကိုဥတီရွေလျားနေတဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကိုဘယ်လိုလဲအခုခေတ်မှာလူတွေကကြည်ကောင်းတဲ့အလုပ်မျိုးစုံကိုလုပ်နေကြပေမဲ့ AI လို့ခေါ်တဲ့စနစ်ကြောင့်အရာအလုံးဆုံးရှုံးရတော့မှာဖြစ်ပါတယ် 이런 어떤 직업들을 다 가지고 있습니다만 ကျွန်တော်တို့ကဘယ်လိုလဲကျွန်တော်တို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးစံစာကိုကြည့်လိုက်ရင်ဖျားသခင်ကချစ်လစွာသောသားသမီးတွေအတွက်အဆအဆအရာရာအကုန်ပြင်ဆင်ပေးထားတာကိုတွေ့နိုင်ပါတယ် 또 태초부터 ငါတို့ဖျားသခင်ဟာကဘာဦးကလေးကအဆုံးကိုမြင်တော်မူပါတယ် 하나님의 자녀 အဖေနဲ့အမေကသားသမီးတွေကိုကိုပျော်ရွှင်တဲ့ကဘာစီခေါ်ဆောင်ဖို့ဒီတွင်တင်ချက်တွေကိုပေးခဲ့ပါတယ်လို့ကျွန်တော်တို့နားလည်နိုင်ပါတယ် 힘이 계셨구나. 여러분 이런 걸 မိသားစုဝင်တို့ဒါကိုလူမှုရေးဖြစ်စဉ်တစ်ခုလိုပဲမမှတ်ယူသင့်ပဲဒါဟာဒီကဘာပေါ်မှာနေထိုင်တဲ့သူတွေရဲ့အနာဂတ်ပဲ 이 땅에서 살아가는 사람들의 미래가 이렇구나. ဒါဆိုရင်ကောင်းကင်ကိုမျှော်ကြည့်ပြီးနေထိုင်နေကြတဲ့သူတွေရဲ့အနာဂတ်ကိုဘယ်လိုလဲလို့တွေးသင့်ပါတယ် 이것도 우리가 ဒီကိစ္စကိုကျွန်တော်တို့သေချာစဉ်းစားဖို့လိုပါတယ် 되겠습니다. ဖျားသခင်ဟာအေးတရီလာလူမျိုးတွေကိုတဲကန်နာရတယ်မှာဘာကြောင့်အခက်အခဲများစွာကိုရင်ဆိုင်စေခဲ့တာပါလဲ 과정이 마침내는 뭘 ကောင်းချီးပေးဖို့ဖြစ် 준비하게 ပါတယ် 복음을 ဒါကတမန်ကျမ်းစာ 준비하게 မှာရေးထားတာမဟုတ်ပါ 되지 လား 않습니까? 예, 우리의 ဖျားသခင်ဟာကျွန်တော်တို့ရဲ့အနာဂတ်ကိုပုံမပျော်ရွှင်စေပြီးထာဝရဘုန်းတော်စီခေါ်ဆောင်ဖို့အတွက်ဒီနေ့ဘဝကိုဖန်ဆင်းပေးထားတဲ့အတွက် 삶이 있게 만드셨으니까 ကျွန်တော်တို့ကောင်းကင်မိသားစုဝင်တွေအားလုံးဟာအခုလက်ရှိကိုပဲမကြည့်ပဲအနာဂတ်ကိုမျှော်ကြည့်တဲ့စိတ်ထားနဲ့ကြိုးစားပြေးလွှားနိုင်ကြဖို့တောင်းဆိုချင်ပါတယ် 하늘 가족들이 다 되시길 부탁드리겠습니다. ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး46အခန်းငယ်10ကိုကြည့်ကြရအောင်ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး46အခန်းငယ်10ကိုကြည့်ရင်အဦးမှစ၍အဆုံးတိုင်အောင်၎င်း 처음부터 고하며 자, သူဟာအစကနေဆိုလိုတာကဖန်ဆင်းခြင်းကနေစပြီးအဆုံးကိုသိစေတော်မူခဲ့ပါတယ် 였습니다. ဖျားသခင်ဟာဒီအရာတွေအားလုံးကိုသိတဲ့အတွက်ငါမှာထားတဲ့လမ်းကိုပဲလိုက်နာပါတခြားလမ်းကိုမလိုက်ပါနဲ့လို့ကျွန်တော်တို့ကိုမိန့်တော်မူခဲ့ပါတယ် 내가 너에게 명하는 그 길로만 따라오라고 말. ဖျားသခင်ကကျွန်တော်တို့ကိုနာခံဖို့အတင်းကျပ်ခိုင်းနေတာမဟုတ်ပါဘူးအဲ့ဒီအစားသူဟာကျွန်တော်တို့ရဲ့တောက်ပတဲ့အနာဂတ်ကောင်းချီးအတွက်လမ်းပြပေးနေတာဖြစ်ပါတယ် 축복을 위해서 그 길을 ဒါပေမဲ့လူတွေဟာဖျားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းပဲအသက်ရှင်ရမှာလား 말씀대로만 살아야 될까? အဲ့ဒီလိုလုပ်မယ်ဆိုရင်ဘဝကတောင့်တင်းပြီးတင်းကျပ်သွားမှာမဟုတ်လားလို့တွေးကြပါတယ်သူတို့ဟာဖျားသခင်နှုတ်ကပတ်တော်ရဲ့အတိတ်ပဲကိုနားမလည်ပဲဖတ်တဲ့အခါသူတို့ဟာဖိနှိပ်ခံရပြီးတားဆီးခံရပြီးတော့ဘဝမှာသူတို့လှုပ်ချင်တာကိုမလုပ်အောင်ချုံနှောင်ခံနေရတယ်လို့အထင်မှားတတ်ကြပါတယ် 삶을 사는 것 같이 오해를 하게 되더라는 것입니다. အစအဦးကလေးကဖျားသခင်ဟာကျွန်တော်တို့ကိုအပျော်ရွှင်ဆုံးဘဝကိုပေးဖို့အလိုရှိတော်မူခဲ့ပါတယ်ဖျားသခင်ဟာကျွန်တော်တို့ကိုအလှဆုံးအရာတွေကိုပေးခြင်းခဲ့ပါတယ်
အဲ့ဒါကြောင့်ဖျားသခင်ကကျွန်တော်တို့ကိုပဋိညာဉ်တရားတည်းရဲ့အမှန်တရားလမ်းစီခေါ်ဆောင်နေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာအဲ့ဒီလမ်းကိုကျေးဇူးတင်စိတ်နဲ့လိုက်လျှောက်ပြီးထာဝရကောင်းကင်နိုင်ငံရဲ့ဘုန်းအသရေကိုခံယူရမှာဖြစ်ပါတယ်။ AI တွေကဟောပြောတဲ့ခေတ်ကိုရောက်မယ်ဆိုရင်ဘာဖြစ်မှာပါလဲ။ဒါကြောင့်အခုချိန်ဟာဖျားသခင်ရဲ့ဧဝံဂေလိမှာလုံလဝီရိယရှိကိုမြုပ်နှံရမယ်ရွှေချိန်ဖြစ်တယ်လို့ပြောနိုင်ပါတယ်။တကယ်လို့ဒီအချိန်ကုန်သွားရင်ဒီအခန်းကဏ္ဍတွေအားလုံးကိုလူသားတွေစီမဟုတ်ပဲစက်တွေစီပြောင်းရွှေ့သွားပါလိမ့်မယ်။ဒီလိုမဖြစ်ခင်မှာအခန်းကဏ္ဍတစ်ခုနဲ့အခွင့်အရေးရှိတဲ့အခါအစွမ်းကုန်လှုပ်ဆောင်နိုင်တဲ့ယုံကြည်ခြင်းရှိဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။အခန်းငယ်30ကိုပြန်ကြည့်ကြရအောင်။အဦးမှစ၍အဆုံးတိုင်အောင်၎င်းရှေးကာလမှစ၍မဖြစ်သေးသောအမှုအရာတို့ကို၎င်းဖော်ပြလျက်ငါအကြံတည်လိမ့်မည်။ငါအလိုရှိသမျှကိုငါပြည့်စုံစေမည်ဟုဆိုလျက်ဖျားသခင်ဟာဒီမြေကြီးပေါ်မှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်နဲ့အခြေအနေအလုံးကိုသူ့ရဲ့အလိုတော်ကိုပြီးမြောက်စေဖို့အတွက်ပြင်ဆင်ထားခဲ့ပါတယ်။အရင်တုန်းကဝတ္ထုတွေကိုလူတွေရေးခဲ့ပေမဲ့အခုတော့ AI ဝတ္ထုတွေကရေပန်းစားလာပါပြီ။မိသားစုဝင်တို့ AI ဟာအရင်ကလူတွေလုပ်ခဲ့တဲ့အလုပ်တွေကိုအစားထိုးလုပ်လာနေပါပြီ။မကြာသေးခင်ကစာမွေးပွဲမှာ AI သုံးပြီးဖြေတဲ့ကိစ္စနဲ့ပတ်သက်ပြီးလေးနက်တဲ့သတင်းတစ်ပုဒ်ထွက်ခဲ့ပါတယ်။ AI ဟာစာမွေးပွဲဖြေတဲ့အခါအမှတ်ပြည့်နီးပါးရလာတတ်ပါတယ်။ဒီကဘာပေါ်ကအသိပညာအလုံးကို AI ထဲမှာထည့်သွင်းထားပြီးသားဖြစ်တဲ့အတွက်အမှတ်ပြည့်ရတာကသဘာဝပါပဲ။ဒီလိုအရာတွေတောင်လူမှုရေးပြဿနာဖြစ်စက်တိုက်ပေါ်လာနေတဲ့အခါဒီလောကဘဝကိုပဲလိုက်စားနေသူတွေရဲ့အနာဂတ်ကဘလို့ဖြစ်မလဲကောင်းကင်ကိုမျှော်လင့်ပြီးကောင်းကင်နိုင်ငံကိုရှာဖွေနေသူတွေရဲ့အနာဂတ်ကတော့ဘလို့ဖြစ်မလဲလို့ကျွန်တော်တို့မတွေးဘဲမနေနိုင်ပါဘူးကျွန်တော်ဒီနေ့ AI နည်းပြဆရာဖြစ်လာတာမဟုတ်ပဲဒါကကျွန်တော်တို့ခေတ်ရဲ့လက်တွေ့အခြေအနေဖြစ်ပါတယ်အသိပညာတွေပြည့်စုံနေပါတယ်လူသားတွေစုဆောင်းထားတဲ့အသိပညာအလုံးကိုကွန်ပျူတာထဲမှာတင်ထားပြီးတော့ AI ကတဆင့်အလွယ်တကူရယူနိုင်လို့ပဲဖြစ်ပါတယ်အရင်တုန်းကတော့ဆရာတွေပါမောက္ခတွေပညာရှင်တွေကတဆင့်အသိပညာတွေကိုမျှဝေခဲ့ကြပါတယ်ဒါပေမဲ့အခုအဲ့ဒီလိုမဟုတ်တော့ပါဘူးတကယ်တော့အခုချိန်မှာပါမောက္ခတွေကသင်ခန်းစာပေးတဲ့အခါကျောင်းသားတွေက AI ကိုဖွင့်ပြီးချက်ချင်းစစ်ဆေးပြီးပါမောက္ခရက်စွဲကနည်းနည်းမားနေပါတယ်ဒါမှမဟုတ်အဲ့ဒါကတခြားသူပါလို့ပြောကြပါတယ်ဒါကြောင့်ပါမောက္ခတချို့ကဒီအကြောင်းကြောင့်ပါမောက္ခအဖြစ်ဆက်လက်လုပ်ဖို့ခက်ခဲတယ်လို့ပြောကြပါတယ်အစကတည်းကဖျားသခင်ဟာလူသားတွေဒီလိုခေတ်မျိုးမှာနေထိုင်မယ်ဆိုတာကိုကြိုတင်မြင်တော်မူခဲ့ပါတယ်အဲ့ဒါကြောင့်ဖျားသခင်ဟာတန်ရှင်းသောဝိညာဉ်တော်ဖြစ်မှာဒီမြေကြီးကိုဒုတိယအကြိမ်ကြွလာခဲ့ပါတယ်ကောင်းကင်အဖေနဲ့အမေဟာလူသားတွေကိုလောကီလောဘလောကီပညာနဲ့လောကီဝါကြွားခြင်းတွေအစားကောင်းကင်ဆုလက်တွေကိုပိုးစုဆောင်ခွင့်ပေးခဲ့တယ်မဟုတ်ပါလားဒါကြောင့်ဖျားသခင်ဟာကျွန်တော်တို့ရဲ့တောက်ပတဲ့အနာဂတ်အတွက်ဗျာဒိတ်ကျမ်းအခန်းကြီး22ကိုလူသားအလုံးစီဝေမျှပေးခဲ့ပါတယ်အခန်းကြီး22အခန်းငယ်18ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သူတို့သမီးကလာခဲ့ပါဟုဆိုကြ၏ကြားသောသူကလည်းလာခဲ့ပါဟုဆိုပါစေရင်ငတ်သောသူသည်လာပါစေအလိုရှိသောသူသည်အဖိုးကိုမပေးဘဲအသက်ရည်ကိုယူပါစေကျွန်တော်တို့ရဲ့တောက်ပတဲ့အနာဂတ်အတွက်ဖျားသခင်ဟာဝိညာဉ်တော်နဲ့မင်္ဂလာဆောင်သူတို့သမီးအဖြစ်ဒီမြေကြီးကိုကြွလာခဲ့ပါတယ်ဖျားသခင်ဟာလူသားအလုံးကိုဝိညာဉ်တော်နဲ့မင်္ဂလာဆောင်သားတို့သမီးစီဖိတ်ခေါ်ပြီးတင်တို့ဟာရင်ငတ်ရင်မောပန်းရင်ဘဝကိုညှင်းငွေရင်အမှန်တရားကိုလိုချင်ရင်ဘသူမဆိုငါစီကိုလာခဲ့ပါလို့ပြောခဲ့ပါတယ်ဒီကဘာမြေကြီးရဲ့အနာဂတ်ဟာတနေ့မှာအကန့်အသတ်တွေကိုထုတ်ဖော်ပါလိမ့်မယ်ဒါပေမဲ့ကောင်းကင်နိုင်ငံရဲ့အနာဂတ်ဟာ AI ကနေရာယူနိုင်တဲ့နယ်ပယ်မဟုတ်ပါဘူးကောင်းကင်နိုင်ငံကိုမျှော်လင့်ပြီးကြိုတင်ပြင်ဆင်ထားတဲ့သူတွေပဲရှင်သန်နိုင်တဲ့ခေတ်ကအမှန်တကယ်ရောက်လာမှာဖြစ်ပါတယ်
ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး3အခန်းငယ်6ကိုကြည့်ကြရအောင်အခန်းကြီး3အခန်းငယ်6ပရိညင်တရားသိဤဆရာဖြစ်နိုင်သောသူကကျွန်တော်တို့ကိုဘလို့ဖြစ်စေခဲ့ပါသလဲအစွမ်းတတ္တိကိုဖျားသခင်သည်ငါတို့အားပေးတော်မူ၏ထို့သောဆိုသောကျမ်းဟောင်းတရားကိုမဆိုလိုဝိညာဉ်တော်တရားကိုဆိုလို၏ကျမ်းဟောင်းတရားသည်အသက်ကိုတတ်တတ်၏ဝိညာဉ်တော်တရားမူကားရှင်စေတတ်၏ဖျားသခင်ဟာပရိညင်တရားသစ်အဖြစ်လူသားတွေကိုဘလို့အနာဂတ်မျိုးကိုဖွင့်ပေးခြင်းပါသလဲနောက်ထပ်သေးခြင်းစိတ်မသာညှိတွားခြင်းဝမ်းနည်းခြင်းငိုကြွေးခြင်းနာကျင်ခြင်းမရှိတော့ဘဲထာဝရပျော်ရွှင်မှုပဲရှိမှာဖြစ်ပါတယ်ဖျားသခင်ဟာထာဝရနဲ့ထာဝရဖုံးတော်ထွန်းလင်းတဲ့ကဘာကိုပေးစွမ်းမှုအတွက်ပရိညင်တရားသစ်ကိုတည်စေခဲ့ပါတယ်ဒါပေမဲ့လောကလူတွေဟာအစားအသောက်နဲ့တခြားကိစ္စတွေကိုပိုအရေးတကြီးစဉ်းစားကြတဲ့အတွက်ဒီအရာအတွက်အချိန်အများကြီးမပေးကြပါဘူးကျွန်တော်တို့ရဲ့စစ်မှန်တဲ့အနာဂတ်အတွက်ကျွန်တော်တို့ဘဝရဲ့69%ကိုလောကီကိစ္စတွေအတွက်မြုပ်နှံပြီးအမှန်တကယ်အရေးကြီးတဲ့အရာအတွက်ကျန်တဲ့100%လောက်ကိုပဲပေးမယ်ဆိုရင်ဒါကအနာဂတ်နဲ့ပတ်သက်တဲ့ကျွန်တော်တို့ရဲ့တမိုးထားမှုတွေကိုပြန်စဉ်းစားပြီးကိုကိုပြန်လှည့်ကြည့်ရမယ့်အချိန်ဖြစ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဖျားသခင်ကကျွန်တော်တို့ကိုဘာကြောင့်ပရိညင်တရားသစ်အမှုထမ်းဖြစ်စေခဲ့တာပါလဲပရိညင်တရားအသစ်အဖြစ်တည်ခြင်းမရှိတော့တဲ့ကဘာကိုကျွန်တော်တို့ကိုပို့ဆောင်ပေးဖို့ဖျားသခင်ရဲ့ကြီးမားတဲ့အလိုတော်ရှိပါတယ်နာကျင်ခြင်းမရှိတော့တဲ့ကဘာကိုပေးပြီးဒီမြေကြီးပေါ်မှာကျွန်တော်တို့ကြုံတွေ့ခဲ့ရတဲ့ဒုက္ခဝေဒနာဝမ်းနည်းခြင်းနဲ့ပူဆွေးသောကအားလုံးကိုအပြည့်အဝငြိမ်းရစေဖို့အတွက်ဖျားသခင်ကပရိညင်တရားသစ်၏အမှုထမ်းဖြစ်ကြပြီးလူပေါင်းတို့အားပရိညင်တရားသစ်၏အမှန်တရားကိုကြွေးကြော်ကြလို့တတိပေးနေတာမဟုတ်ပါလားဗျာဒိတ်ကျမ်းအခန်းကြီး22အခန်းငယ်4ကိုကြည့်ကြရအောင်အခန်းငယ်4ကိုကြည့်ကြရအောင်ဖျားသခင်သည်သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုတုတ်တော်မူမည်နောက်တဖန်သေပေးမရှိရစိတ်မသာညှိတွားခြင်းအော်ဟစ်ခြင်းပင်ပန်းခြင်းလည်းမရှိရအကြောင်းမူကားရှေးဖြစ်ပူသောအရာတို့သည်ရွေ့သွားကြပြီပလင်တော်ပေါ်မှာထိုင်တော်မူသောသူကလည်းငါသည်သူဘာလုပ်နေပါသလဲခတ်သိမ်းသောအရာတို့ကိုအသစ်ဖန်ဆင်းသည်ဟုမိန့်တော်မူ၏တဖန်လုံးရေးထားလော့ဤစကားသည်ဘာဖြစ်ပါသလဲသစ္စာစကားဟုတ်မှန်သောစကားဖြစ်၏ဟု၍လည်းကောင်းတေခြင်းစိတ်မသာညှိတွားခြင်းငိုကြွေးခြင်းနာကျင်ခြင်းမရှိတော့တဲ့ကျေးဇူးတော်ကဘာကိုဖွင့်ပေးဖို့အတွက်ဖျားသခင်ကကျွန်တော်တို့ကိုပရိညင်တရားသစ်ရဲ့အမှန်တရားတွေကိုလာဖို့ညွှန်ကြားခဲ့ပါတယ်ဝိညာဉ်တော်နဲ့မင်္ဂလာဆောင်သူတို့သမီးကငါထံသို့လာကြလို့လူသားတွေကိုခေါ်နေတာမဟုတ်ပါလားအလုပ်တွေများလုံးလို့အနားယူချိန်မရှိဘဲအနားယူချိန်မရှိတော့ဝိညာဉ်ရေးရာကိုစဉ်းစားဖို့အချိန်ဒါမှမဟုတ်အခွင့်အရေးမရှိဘူးလို့ကျွန်တော်တို့မကြာခဏခံစားရလိမ့်ရှိပါတယ်ဒါပေမဲ့ဒီနေ့ထက်မနှက်ဖြန်ပိုကောင်းလာမယ်ဆိုတဲ့မျှော်လင့်ချက်အဖြစ်ကျွန်တော်တို့ဒီနေ့ကိုရှင်းတတ်နေတာမဟုတ်ပါလားဒါဆိုရင်ကျွန်တော်တို့ဟာအနာဂတ်မှာငါဘလို့ဖြစ်နေမလဲဒါမှမဟုတ်အနာဂတ်မှာငါဘဝကဘလို့ဖြစ်နေမလဲလို့ကိုမေးနိုင်ပါတယ်အနာဂတ်ဆိုတဲ့မေးခွန်းနဲ့ပတ်သက်လာရင်ကျွန်တော်တို့ရှောက်လန်းနေတဲ့ယုံကြည်ခြင်းလမ်းကိုတဖန်ပြန်လဲဆန်းစစ်သင့်ပါတယ်ဒီကမ္ဘာမြေကြီးရဲ့အနာဂတ်ကိုအာရုံစိုက်ပြီးရှောက်လန်းတဲ့သူတွေဟာအကန့်အသတ်တွေနဲ့ကြုံတွေ့ရပြီးအချိန်တန်ရင်ပိတ်ဆို့ခံရမှာဖြစ်ပါတယ်ဒီကမ္ဘာပေါ်ကပတ်ဝန်းကျင်ကအများကြီးပိုကောင်းလာရင်တောင်မှဒါဟာကျွန်တော်တို့ရဲ့ထာဝရပိုင်ဆိုင်မှုမဖြစ်နိုင်ပါဘူးဒီကမ္ဘာပေါ်မှာကျွန်တော်တို့ရဲ့အနာဂတ်ဟာနှစ်90 80ကြာပြီးနောက်အဆုံးသတ်သွားပေမဲ့ကောင်းကင်မှာကျွန်တော်တို့ရဲ့အနာဂတ်ကိုဘယ်လိုလဲဒါဟာထာဝရနဲ့ထာဝရအနာဂတ်ဖြစ်ပါတယ်တည်ခြင်းနဲ့ဝမ်းနည်းခြင်းမရှိတဲ့ကမ္ဘာအမြဲတမ်းပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမှုရှိတဲ့ကမ္ဘာအတ္တတော်အရာနေတိုင်းဖန်တီးတဲ့ကမ္ဘာနဲ့နာကျင်ခြင်းနဲ့ဝမ်းနည်းခြင်းမရှိတဲ့ကမ္ဘာဖြစ်ပါတယ်ဒီလိုအဖို့တန်တဲ့ကမ္ဘာကိုခွင့်ပြုပေးဖို့အတွက်ဖျားသခင်ဟာဒီမြေကြီးကိုကြွလာပြီးပရိညင်တရားသစ်အမှန်တရားကိုထုတ်ဖော်ပေးခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟာတင်းအုပ်ဆရာစီကနေဒါကိုကြားပြီး YouTube မှာကြည့်ခဲ့ပြီးကျမ်းစာလေ့လာနေတော့မှဒါတွေကိုငါလေ့လာခဲ့ပြီးသားပါဒါကြောင့်ငါမှအသိပညာပြည့်နေပြီလို့ပြောတတ်ကြပါတယ်ကျွန်တော်တို့အဲ့ဒီလိုမစင်စားသင့်ပါဘူး
ဒီအမှန်တရားကိုစာတန်ကယူမသွားနိုင်အောင်တားဆီးဖို့အတွက်အဖေနဲ့အမေဟာအဲ့ဒါကိုဥပမာကြိုတင်ဟောစကားနဲ့တမိုင်းထဲမှာအလွာဖုံးကွယ်ထားပြီးကောင်းကင်သားသမီးတွေကလွယ်ပြီးတခြားသူတွေမမြင်အောင်စစ်မှန်တဲ့အတိတ်တွေကိုလုံးဝဖုံးကွယ်ထားခဲ့ပါတယ်။ဒါကြောင့်တပည့်တော်တွေကယေရှုခရစ်ကိုAကAဖြစ်ပြီးBကBဖြစ်တယ်လို့ပွင့်ပွင့်လင်းလင်းပြောပြရင်ပိုကောင်းမှာပါ။အဲ့ဒီအစားကိုတော်ကဝိလေကြောင်ပတ်ပြောနေတော့လူတွေကဒါကအဲ့ဒါလားအဲ့ဒါကဒါလားလို့စိတ်ရှုပ်နေကြပါတယ်လို့ပြောခဲ့ပါတယ်။သူတို့ကလူတွေနားမလည်နိုင်အောင်ဘာကြောင့်ဥပမာနဲ့ဟောပြောတာလဲလို့မေးတဲ့အခါသူဟာတင်တို့သည်ကောင်းကင်နိုင်ငံတော်၏နည်းနည်းသောအရာတို့ကိုသိရသောအခွင့်ရှိကြ၏ထိုသူတို့မူကားအခွင့်မရှိကြလို့ပြန်ဖြေခဲ့ပါတယ်ဒီလိုအထူးခွင့်ရေးတွေနဲ့ကျေးဇူးတော်ကိုကျွန်တော်တို့ရရှိထားပြီးဖခင်သခင်ရဲ့ကျေးဇူးတော်ကလည်းကျွန်တော်တို့ကိုတကယ်လှုပ်ဆောင်နေတဲ့အတွက်ဒီအရာတွေကိုတာမန်လို့သဘောထားပြီးကျေးဇူးမတင်ပဲယုံကြည်ခြင်းမပါပဲအသင်းတော်ကိုတွာလာနေတာမျိုးမဖြစ်သင့်ပါဘူးကျွန်တော်တို့ရဲ့စိတ်နှလုံးစိတ်ဝိညာဉ်နဲ့ခွန်အားအလုံးကိုဖခင်သခင်ကိုချစ်ခြင်းအိမ်နီးချင်းကိုချစ်ခြင်းညီကိုမောင်နှမတွေကိုချစ်ခြင်းနဲ့ဧဝံဂေလိကိုချစ်ခြင်းနဲ့မှမြုပ်နှံပြီးအနာဂတ်စီကိုအသစ်တစ်ဖန်ရှေ့ဆက်သွားနိုင်မဲ့နှစ်တစ်နှစ်ဖြစ်ဖို့စိတ်ရင်းမှန်နဲ့ဆုတောင်းပါတယ်အခန်းကြီး22ကိုတွားကြည့်ကြရအောင်ဖခင်သခင်ဟာကျွန်တော်တို့အတွက်အံ့ဖွယ်ရများစွာကိုစီစဉ်ပြင်ဆင်ထားပေမဲ့လည်းတခါတလေမှလူတချို့ဟာယုံကြည်ခြင်းကင်းမဲ့ပြီးသူတို့ရဲ့လက်ရှိအခြေအနေကိုပဲကြည့်ကြပါတယ်အဲ့ဒီလိုလူတွေကိုမြင်ရတာတကယ်စိတ်ပျက်စရာကောင်းပါတယ်အခန်းကြီး22အခန်းငယ်တဖန်ကြောက်တလင်းကဲ့သို့ကြည်လင်၍ဖျားသခင်နှင့်တိုးတငယ်ဤပလင်တော်ထဲကထွက်သောအသက်ရည်စီးရမြစ်ကိုကောင်းကင်တမန်သည်ငါအားပြလေ၏မြို့လမ်းမအလဲ၌၎င်းထိုမြစ်နှစ်ဖက်၌၎င်းအသက်ပင်ရှိ၏ထိုအသက်ပင်သည်အသီး12မျိုးကိုတည်တတ်၏မိမိအသီးကိုလည်းလာတိုင်းပေးတတ်၏အရွက်သည်လည်းလူအမျိုးမျိုးတို့၏အနာရောဂါငြိမ်းစရာဘူးဖြစ်၏နောက်တစ်ဖန်ကြိမ်ချင်းပေးတစ်စုံတစ်ခုမျှမရှိထိုမျိုး၌ဖျားသခင်နှင့်တိုးတငယ်ဤပလင်တော်ရှိ၍ဖျားသခင်ဤကျွန်ုပ်သည်ဖျားဝတ်ကိုပြုကြလိမ့်မည်မျက်နာတော်ကိုမြင်ရ၍သူတို့နှစ်ဖူး၌လည်းနာမတော်ရေးထားလျက်ရှိလိမ့်မည်ထိုမျိုး၌ညမရှိရစီမီကိုအလိုမရှိနေဤအယောင်ကိုလည်းအလိုမရှိအကြောင်းမူကားထာဝရအရှင်ဖျားသခင်သည်သူတို့၌ရောင်ကြည်တော်ကိုလွတ်တော်မူ၍သူတို့သည်ကဘာဆက်ဆက်ဆိုးဆန်ရာကြလက်တံမိသားစုဝင်တို့အဲ့ဒီလိုအနာဂတ်ဟာကျွန်တော်တို့ရဲ့အနာဂတ်ဖြစ်ပါတယ်။ဒါကိုတမန်ကျမ်းစာမှာရေးထားတဲ့အတွက်အဲ့ဒါကိုမှတ်တမ်းသက်ပဲလို့ကျွန်တော်တို့မယူဆသင့်ပါဘူး။ဒါကကျွန်တော်တို့နဲ့ပတ်သက်တဲ့ကြိုတင်ဟောစကားဖြစ်ပါတယ်။ဒီကြိုတင်ဟောစကားရဲ့အဓိကဆက်ဆောင်တွေအနေနဲ့ငါတို့ဟာဒီနေ့ဖျားသခင်ရဲ့ကြိုတင်ဟောစကားနဲ့အညီအမှန်တကယ်အသက်ရှင်နေသလား။ဒီကိစ္စကိုခဏလောက်စဉ်းစားသင့်တယ်မဟုတ်ပါလား။ဖျားသခင်ဟာဒီတောက်ပတဲ့အနာဂတ်ကိုကျွန်တော်တို့အတွက်ပြင်ဆင်နိုင်ဖို့ကြိုးစားလှုပ်ဆောင်ခဲ့ပြီးအာရုံစိုက်ပေးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့သားသမီးတွေဟာမှားယွင်းတဲ့အရာတွေအပေါ်အချိန်ဖြုံးပြီးပျက်စီးသွားမယ့်အရာတွေနဲ့စိတ်ဆွဲလန်းမယ်ဆိုရင်တော့ဘလို့ဖြစ်မှာပါလဲ။ဒီလိုမျိုးဘယ်တော့မှမဖြစ်သင့်ဘူးလို့ကျွန်တော်ယုံကြည်ပါတယ်။အဲဒါကြောင့်တမန်တော်ပေါလုဟာကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး၄မှာရေးထားခဲ့ပါတယ်။ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး၄ကိုတွားကြည့်ကြရအောင်အခန်းကြီး၄အခန်းငယ်16ထိုကြောင့်ငါတို့သည်အာရောစိတ်ပြည့်ခြင်းနှင့်ကင်းလွတ်ကြ၏ငါတို့၏ပြင်လူသည်ဖောက်ပြန်ပျက်စီးခြင်းသို့ရောက်တော်လဲအတွင်းလူမူကားတစ်နေ့ထက်တစ်နေ့ပြုပြင်ခြင်းကိုခံရ၏အကြောင်းမူကားမျက်မှောက်၌ထင်ရှားသောအရာတို့သည်ခဏသာတည်၍မထင်ရှားသောအရာတို့သည်သိငယ်တဲ့ဒုက္ခကအစဉ်အမြဲတည်ကြောင်းကိုငါတို့သည်ထောက်လျက်ထင်ရှားသောအရာတို့ကိုမကြည့်မမှတ်ပဲဘာဖြစ်ပါသလဲမထင်ရှားသောအရာတို့ကိုကြည့်မှတ်ကြစဉ်ခါမထင်ရှားသောအရာဆိုတာဘာကိုဆိုလိုပါသလဲကောင်းကင်နိုင်ငံနဲ့ဆိုင်တဲ့အရာတွေကိုညွှန်ပြနေတယ်မဟုတ်ပါလားယခုခဏခံရ၍ပေါ်ပါသောဆင်းရဲခြင်းဒုက္ခတဲ့အတိုင်းထက်အလွန်ကြီးမြတ်လေးလံသောဘလို့လဲနေဆထာဝရဘုံအတရေကိုငါတို့ဖို့ဖြစ်စေတတ်၏ကျွန်တော်တို့ဟာဖျားသခင်ပြင်ဆင်ထားတော်မူတဲ့အနာဂတ်ကိုသိပြီးအဲ့ဒီနားလည်မှုနဲ့ဒီနေ့ကိုရှင်းသတ်မယ်ဆိုရင်ဘဝကဘလောက်ပဲခက်ခဲပင်ပန်းနှွမ်းနယ်နေပါစေဝင်ထုတ်ဝင်ပို့ဖြစ်မှာမဟုတ်ပါဘူးကျွန်တော်တို့အမွေခံမဲ့ဘုံတော်ကဘာရှိပြီးကျွန်တော်တို့အတွက်ပြင်ဆင်ထားတဲ့ဘုံကြီးတဲ့ဂရုတွေလည်းရှိပါတယ်ဒီဂရုတော်ကိုတမန်ကျမ်းစာမှာမှတ်တမ်းတင်ထားတဲ့စတားသက်သက်ပဲလို့သဘောမထားသင့်ပါဘူးဒါတွေအားလုံးကလက်တွေ့ဖြစ်လာမှာဖြစ်ပါတယ်
အဲ့ဒီယုံကြည်ခြင်းနဲ့အဖေနဲ့အမေကကျွန်တော်တို့အတွက်ပြင်ဆင်ထားတဲ့နှစ်တစ်ကိုတင့်နေစွာကြိုဆိုနိုင်ဖို့ကျွန်တော်ဆုတောင်းပါတယ် 은혜롭게 맞이해 주시길 바랍니다. ဟေဘရဲဩဝါဒစာအခန်းကြီး7မှာမှတ်တမ်းတင်ထားတဲ့ယုံကြည်ခြင်းမှတ်တမ်းတွေအများကြီးရှိပါတယ်ဟေဘရဲဩဝါဒစာအခန်းကြီး7အခန်းငယ်6ကိုကြည့်ကြရအောင်ယုံကြည်ခြင်းမရှိလျင်ဖျားသခင်ဤစိတ်တော်နှင့်မတွေ့နိုင် 기쁘시게ဒီလိုရေးထားတယ်မဟုတ်ပါလား 이 땅에 ဒီကမ္ဘာမှာအနာဂတ်ရှိပေမဲ့ဖျားသခင်ဟာကောင်းကင်သားသမီးတွေအတွက် အနာဂတ်ကိုစီစဉ်ပြီးပြင်ဆင်ထားခဲ့ပါတယ် ကျွန်တော်တို့ဟာအဲ့ဒီအနာဂတ်ပေါ်ခိုင်မာတဲ့ယုံကြည်ခြင်းရှိတဲ့သူတွေဖြစ်လာကြရပါမယ်ကနဦးအသင်းတော်တန်ရှင်းသူတွေဟာပြင်းထန်တဲ့ညှဉ်းပန်းနှိပ်စက်ခြင်းကိုတီးခံခဲ့ကြပါတယ်တခါတလေမှာသူတို့ကိုရောမဆက်ယုံမှာချင်းသေးတွေစီကျွေးမွေးခဲ့ပြီးတခြားအချိန်တွေမှာသူတို့ဟာလူသားမိရှုတိုင်အဖြစ်မိရှုပြီးအသက်ခံခဲ့ကြပါတယ်ဒါပေမဲ့သူတို့ဟာနေထိုင်ခဲ့တဲ့ဘဝကိုနောက်တမရခဲ့ကြပါဘူးဘာအကြောင်းကြောင့်ပါလဲအကြောင်းရင်းကဘာပါလဲဖျားသခင်ကသူတို့ကိုဂတိပေးခဲ့တဲ့အနာဂတ်ကြောင့်မဟုတ်ပါလားသူတို့မှာယုံကြည်ခြင်းရှိခဲ့လို့ပဲဖြစ်ပါတယ်အနာဂတ်အပေါ်ယုံကြည်ခြင်းမရှိတဲ့သူတွေဟာမှန်ကန်တဲ့ယုံကြည်ခြင်းဘဝကိုမနေထိုင်နိုင်ကြသလိုဒီလောကမှာလည်းမှန်ကန်စွာမနေထိုင်နိုင်ကြပါဘူး2026ခုနှစ်မှာဖျားသခင်ကိုနှစ်သက်စေကြပါစို့ကျွန်တော်တို့ရဲ့စစ်မှန်တဲ့အနာဂတ်ဟာတည်ခြင်းနာကျင်ခြင်းမရှိတော့ဘဲကောင်းမွန်ပြီးဖုံးကြီးတဲ့ကောင်းကင်နိုင်ငံဖြစ်ပါတယ် 아픔도 없는 그 은혜로운 영화로운 천국 세계. ကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး1မှာရေးထားတဲ့အတိုင်း 귀로도 듣지도 못했고 မျက်စိနဲ့မမြင်ဘူးနားနဲ့မကြားဘူးစိတ်နဲ့မကြံစည်ဘူးတဲ့ထူးခြားတဲ့ကမ္ဘာမှာထာဝရအနာဂတ်ကိုပြင်ဆင်ပေးထားတဲ့အီလိုဟင်ဘုရားသခင်ရဲ့ဖုန်းတော်ကိုစဉ်းစားပြီးရဲရင်စွာရှေ့ဆက်နိုင်တဲ့ယုံကြည်ခြင်းအချိန်ဖြစ်ဖို့မျှော်လင့်ပါတယ် 전진을 할 수 있는 믿음의 시간들이 다 됐으면 좋겠습니다. အနာဂတ်အပေါ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအားနည်းလာတာနဲ့အမျှလှုပ်ဆောင်နိုင်စွမ်းလည်းလျော့နည်းလာပါတယ်ယောရှုလိုမျိုးအနာဂတ်အပေါ်ခိုင်မာတဲ့ယုံကြည်ခြင်းရှိတဲ့သူကဘာဖြစ်မှာပါလဲမထိုးဖောက်နိုင်ဘူးလို့ထင်ရတဲ့ယေရီခေါမြို့ခံတပ်နဲ့ပတ်သက်ပြီးသူတို့ဘယ်လိုပြောမှာပါလဲသူတို့ဟာငါတို့ရဲ့စားစရာဖြစ်တယ်လို့ပြောနိုင်တဲ့ယုံကြည်ခြင်းမျိုးရှိကြပါလိမ့်မယ်ယောရှုဟာသူတို့အတွက်ဖျားသခင်ပြင်ဆင်ထားတဲ့အောင်ပွဲခံအနာဂတ်ကိုယုံကြည်ခဲ့ပါတယ်တခြားသူတွေဟာဖျားသခင်ဂရုပြုထားတဲ့အနာဂတ်ကိုမယုံကြည်တဲ့အတွက်သူတို့ကအယံကြီးတယ်ငါတို့ကနှံကောင်းနဲ့တူပြီးသူတို့ကဘီလူးတွေလိုပဲလို့ပြောခဲ့ကြပါတယ်ဒါဟာဖျားသခင်ပြင်ဆင်ထားတဲ့အနာဂတ်ကိုမယုံကြည်တဲ့သူတွေပြောခဲ့တဲ့စကားပဲဖြစ်ပါတယ်သူတို့ရဲ့ယုံကြည်ခြင်းကခါနန်ပြည်ကိုဝင်ဖို့မထိုက်တန်ခဲ့တဲ့အတွက်နောက်ဆုံးမှာသူတို့အားလုံးပျက်စီးသွားပြီးတော့တဲကန်နာရတဲ့မှာလဲခဲ့ကြပါတယ်သူတို့ရဲ့အခြေအနေကိုဥပမာအနေနဲ့ကောရိန္သုဩဝါဒစာပထမဆုံးခန်းကြီး30မှာဘယ်လိုသင်ပေးပါသလဲသူတို့လိုမဖြစ်ဖို့ကျွန်တော်တို့ကိုသင်ပေးနေပါတယ်ဖျားသခင်ပြင်ဆင်ထားတဲ့အနာဂတ်ကိုမယုံကြည်တဲ့မိုင်မဲတဲ့သူတွေမဖြစ်ကြပါနဲ့ဒီအတွက်ကြောင့်ဒီအရာအလုံးကိုစံစာထဲမှာမှတ်တမ်းတင်ထားတာမဟုတ်ပါလားဒီမြေကြီးပေါ်မှာနေထိုင်တဲ့သူတွေအတွက်အနာဂတ်ကဘယ်လိုဖြစ်မှာပါလဲဒါဆိုရင်ကျွန်တော်တို့ရှာနေတဲ့အနာဂတ်ကဘာဖြစ်ပါသလဲဘယ်လိုအနာဂတ်မျိုးကကျွန်တော်တို့ကိုစောင့်ကြိုနေပါသလဲယောရှုနဲ့ကာလက်ဟာသူတို့ရဲ့အနာဂတ်အတွက်ခိုင်မာတဲ့ယုံကြည်ခြင်းရှိခဲ့ကြပါတယ်ဒါကြောင့်သူတို့နှစ်ယောက်ကပဲတခြားသူတွေရှေ့မှာခိုင်မာစွာရက်ပြီးသူတို့ဟာငါတို့ရဲ့စားစရာဖြစ်တယ်ဖျားသခင်ကငါတို့နဲ့အတူရှိတယ်သူတို့ရဲ့ဖျားကသူတို့ကိုစွန့်ခွာပြီးလို့ပြောခဲ့ပါတယ်သူတို့အေးအေးဆေးဆေးနဲ့ပြောနိုင်ခဲ့တာကသူတို့ရဲ့ခိုင်မာတဲ့ယုံကြည်ခြင်းကြောင့်ပဲမဟုတ်ပါလားချစ်လာစွာသောဇီးအုံမိသားစုဝင်တို့2026ခုနှစ်မှာကောင်းကင်မိသားစုတွေအနေနဲ့ကျွန်တော်တို့အတွက်ဖျားသခင်ပြင်ဆင်ထားတဲ့အနာဂတ်နဲ့ဖျားသခင်ဖန်တီးပေးထားတဲ့ပတ်ဝန်းကျင်မှာယုံကြည်ခြင်းအဖြစ်ရှေ့ဆက်သွားနိုင်ကြဖို့စိတ်အားထက်သန်စွာနဲ့တောင်းဆိုခြင်းပါတယ်ဒီနှုတ်ကပတ်တော်အဖြစ်ကျေးဇူးတော်ရရှိဖို့မျှော်လင့်ရင်းဒီနေ့နှုတ်ကပတ်ကိုညီကုန်းချုပ်လိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်